နေပြီးတော့ campaign ညကျင်မှန်ဘလူးစီပါတယ်စင်အဲ့ဒါလဲ9000ပါပဲရတည်တယ်တသိန်းနဲ့6000ပါ campaign ပါတေးလေးပဲ campaign မကြည့်ဘူးနော်တောင်ယူပေးမဲ့အလူစင်တူတရားလောက်စီလို့စင်လာပြီးတော့တောင်ယူပေးလိုက်ပါနော်အဲ့ဒီညကျင်မှန်ဘလူးက2သိန်းလည်းမစီပါဘူးစင်3သိန်းကျော်ပဲပြည်သူတွေတွေ့လားအေလိုမင်းအောင်လိုင်းအခုဒီကရင်ပြည်နယ်ကကြားဖြတ်ကိုင်းတွေကြားဖြတ်ကိုင်းအဟောင်းဆွေကောက်ကိုတို့ကေပါတို့သူတို့ဘုံကျဲလိုက်တယ်သူတို့ဘုံကျဲဖြက်စီလိုက်တယ်ကွာအဆောက်အဦတွေအများကြီးပဲနော်ကုံလာမသိဘူးသူတို့ဘုံကျဲဖြက်စီလိုက်တာအများကြီးပဲနော်အဲ့ဒီကြားဖြတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အခုကြားဖြတ်ကိုင်းအသိအဆောက်အဦအသိပေါ့နော်ဒီဘက်ကကရင်နယ်မြေဒီဒေါနာနယ်မြေဘက်မှာဆိုရင်သူတို့အသိပြန်တော့ထူထောင်တာအများကြီးပဲတိုက်ခန်းတစ်ထပ်သုံးထပ်တိုက်ပုတွေပေါ့နော်အများကြီးပဲနော်ခေတ်သိမှလည်းတင်တယ်တခြားဒီကရင်ပြည်နယ်ကသတင်းမီဒီယာလည်းတင်တယ်နော်အဲ့ဒီတယောက်မာဖီယာကိုင်းဒီလူလိန်ကိုင်းကြားဖြတ်ကိုင်းဒီလူတတ်သမားလူကုန်ကူကိုင်းတွေကသူတို့ကိုဘယ်သူပို့တာလဲဆိုတာစစ်ခွေစစ်တာပြည်ကြီးရဲ့ဒီကရင်လက်နဲ့ကိုင်းအပါဝင်ပဲသူတို့ကိုပြန်တော့ပြောင်းပေးတယ်နော်ဒါပေမဲ့ကဘာတွေကြတော့သူတို့ကဘာတွေဘယ်လိုမျိုးမြင့်လက်ပြလဲဆိုတာကျွန်တော်တို့ကဖန်စီနေပြီကျွန်တော်တို့ကဖြက်စီနေပြီကျွန်တော်တို့ကတကယ်အေးယူနေပြီအဲ့ဒါမှသူတို့မျိုးသူတို့ကစားပြတယ်ဒါပေမဲ့မြန်မာတနိုင်ငံလုံးကလူတွေသိနေကြတယ်သူတို့ဘယ်လိုမျိုးကစားပြလဲဆိုတာပေါ့နော်အားလုံးကသူတို့အကြောင်းသိတယ်နော်မအေလို့မင်းအောင်လိုက်ကပြီးတော့နော်သူအဲ့ဒီကြားဖြတ်ကိုင်းထဲမှာဆိုရင်လေမအလားရတဲ့ငွေဆိုရင်80ရာခိုင်နှုန်းပြောလို့ရတယ်ကွာနော်မောင်ချစ်သူတို့ဆိုရင်အယိုးကိုက်အဆင်ပဲမောင်ချစ်သူတို့မောင်တင်ဝင်းတို့ဆိုရင်အယိုးကိုက်အဆင်ပဲဒီအဖိုးကြီးတွေနဲ့ငွေနဲ့နေပါရလို့ဆိုရင်တို့အတွက်အများကြီးပဲတို့ထင်နေတာနော်အများအပြားရတာမအေးလို့မရလိုက်ပါနော်မမို့ချဲပေးကြပါအောင်စင်နော်အဲ့ဒါတွေကိုမမို့တို့ကရင်နာတာစိတ်နာတာဘာလဲဆိုတော့ကရင်ပြည်နယ်မှာမမို့တို့ပြည်သူလူထုတွေတိုင်းရင်းသားတွေကရင်လူမျိုးတွေအားလုံးကဒီကရင်ပြည်နယ်ကလက်နက်ကန်အဖွဲ့အစည်းတိုင်းရင်းသားလက်နက်ကန်အပါဝင် PDF အပါဝင်ပဲထောက်ပံ့ပေးတဲ့ငွေအများအပြားဒီမကောင်းဆိုးဝါးတွေကိုမအလားအင်အားကြီးလာအောင်မအလားငွေတွေစီလာအောင်မအလားလူတပ်ဖို့ဒီဘုံတွေဝယ်လို့ရအောင်ဒီလေးရင်ပြန်တွေအစ်စ်ထောက်ဝယ်လို့ရအောင်နော်ဒီမအလားရဲ့စီးပွားရေးကွာကြားဖြတ်ကန်ဆိုလဲမအလားရဲ့စီးပွားရေးကွာအဲ့ဒါတွေကြတော့ထိထိမမိနဲ့တို့မဆောင်ရကြဘူးတို့ဘုံမကျဲဘူးနော်ဒီထက်ယုံစရာကောင်းတာကတော့UN ကပစားဟပြီးတော့ငါတို့25 သန်းဒေါ်လာ25 သန်းပေးမယ်ဆိုပြီးမှပြန်ပြီးတော့တယောက်ဆောင်ပြနေကြတယ်ဖမ်းနေကြတယ်နော်၄နှစ်၅နှစ်အတွင်းသူတို့ဘက်ကလည်းပတ်စံတွေအများကြီးတယောက်ဘက်မှာသူတို့ပတ်စံတွေအများကြီးပဲရတယ်လို့မအလားဘက်ကလည်းသူတို့ကိုမျှဝေမျှအတူတူပေါ့နော်မအလားလည်းသူတို့နည်းနည်းပါးပေးတာပေါ့နော်အမှန်တကယ်ဆိုရင်ဒီကရင်လက်နက်ကင်အဖိုးကြီးတွေအားလုံးကသူတို့ကအကောင်လုံးသိပြီးသားနော်ကြားဖြတ်ကန်ဆိုတာဘယ်လိုမျိုးချိန်မုံရမလဲသူတို့ဒီလိုလှုပ်လို့စရင်ဒီလိုပပြောက်မယ်ဆိုတာသူတို့သိတယ်ဒါပေမဲ့သူတို့ငွေကိုရွေးချယ်နေတာလေသူတို့ငွေကိုရွေးချယ်နေတာနော်လူမျိုးကိုမရွေးချယ်ဘူးကရင်မီနယ်ကိုမရွေးချယ်ဘူးအနာကမရွေးချယ်ဘူးကဲတင်ဖို့ကူညီဖို့ဆိုတာကာကွယ်ဖို့ဆိုတာသူတို့မရွေးချယ်ဘူးနော်သူတို့ကောင်းစားဖို့အတွက်သူတို့သားသမီးတွေဒီထက်အစပေါင်းများစွာတထေးအောင်မအေးလို့မရလိုက်သားသမီးလူမျိုးပေါ့နော်ကောင်းစားအောင်ပဲသူတို့ရရွေးချယ်တာအဲ့ဒါမို့တော့ရင်နာတယ်နော်မမို့တို့ထောက်ပံ့ပေးလိုက်တဲ့ငွေကစစ်ခွေးကိုတိုက်ဖို့လဲဟုတ်တယ်လို့ကရင်တစ္ဆာဖောက်လောက်ကောင်လဲတောက်ဖို့လဲဟုတ်တယ်ကရင်ပြည်နယ်မှာစီးတဲ့မှာကောင်းဆိုးဝါဒီတရားမဝင်မှုတွေဒီလူလင်လူညာကိုင်းတွေဒီလူကောင်ကောင်းတွေပပြောက်ဖို့အတွက်မမို့တို့ကအများကြီးပဲထောက်ပံ့ခဲ့တယ်စနိပါလိုလို့စနိပါကူညီတဲ့AK M76 drone ဘာလို့အားတာလဲအဲ့ဒီ drone ဆိုရင်စေကောက်ကိုသားကျဲဖို့အတွက်မမို့တို့လုပ်ပေးတာအများကြီးပဲခွေးမသားနဲ့ဓမြစီမအောင်ပို့လိုက်တာအများပြဘာမှအလုံးဖြစ်လာဘူးပြီတို့မအေလို့ KNU လဲဘာမှမလုပ်တော့လို့မအေလို့နဲ့ဓမြလဲဘာမှမလုပ်ဘူးနော်သူတို့ရကော်သူလေအဖွဲ့လား KNU အဖွဲ့လား KNU အဖွဲ့လား KNU အဖွဲ့လားစောက်တုံးကိုမကြတာလောက်စားလိန်စားညာစားတသက်နော်လူလိန်လူညာတွေတသက်ပဲမမို့ပြောတယ်ကရင်ပြည်နယ်မှာဆိုရင်မရောက်လိုက်စီးပွားရေးစီးတယ်နေတို့ဘာတွေအချိန်ဖြုံးတာလဲဒါဘောင်တို့အဖွဲ့မမို့ပြောတယ်နော်စစ်တိုက်နေတဲ့ဒါဘောင်တို့အဖွဲ့တွေဒီကရင်ပြည်နယ်မှာစီးတဲ့ PDF အဖွဲ့ပေါင်းများစွာနေတို့ကျဲလို့ရတယ်နေတို့ဘာတွေအလားထိုင်ကျင့်နေတာလဲလို့နေတို့ဘာတွေတိုက်ပြလဲဟုတ်လားဟိုစကန်တသေးလေးဒီစကန်တသေးလေးတို့တိုက်ပြတယ်ဟိုကောင်းဒီကောင်းဟိုပြူဟာဒီပြတို့တိုက်ပြတယ်မအားလာရဲ့စီးပွားရေးတို့ရဲ့မျက်စိအစ်မှာပဲစီးနေတာမအားလာရဲ့ငွေဝင်လမ်းကြောင်းမအားလာရဲ့အသက်စီလမ်းကြောင်းမအားလာရတဲ့ငွေလမ်းကြောင်းမိတို့ရဲ့မျက်စိအစ်မှာပဲမိတို့နဲ့တမိုင်ပဲစီးနေတာဘာဖြစ်လို့မကျဲတာလဲဟမ်ပြီးတော့မင်းအွန်လိုင်းလာပြီးတော့မြဝတီမြို့မှာမင်းအွန်လိုင်းလာပြီးတော့ငွေထုတ်လိုက်တယ်မြန်မာငွေအသိန်းတောင်းသိန်းပေါင်းများစွာမအားလာလာပြီးထုတ်တယ်ဘယ်သူမှမအားလာကိုမပြည့်ဘူးဒါဘောင်တို့သိတယ် KNU တို့သိတယ် PDF တွေသိတယ်ဘယ်သူမှဘုံကျဲလို့မရဲဘူးပြစ်လို့မရဲဘူးနော်ဒီကြားဖြတ်ကန်တွေကြောင့်မအလားဘလောက်တထေးပြီးတော့ပြည်သူလူထုကိုပြစ်သားလဲမမို့ပြောမယ်နော်ပြီးတော့နော်မမို့တို့လောက်တဲ့ကာမီကာစီ drone တော့မအလားပေါင်900ဘုံလောက်မကြည့်ဘူးတသေးလေးပဲစီးတယ်ကာမီကာစီ drone အသေးခံတော့ပန်းငွေဆိုရင်4သိန်း5သိန်းမအလားပေါင်900ဘုံပေါင်1000ဘုံဆိုရင်ပတ်စံဘလောက်ဖြုံရမလဲတော့လောကကြီးထဲမှာမအလားရလာတဲ့အရာအလကားဆိုတာမအလားမရလာဘူးစင်သူငွေနဲ့ဝယ်ရတာဒီပေါင်1000ဒီပေါင်2000ဒီပေါင်900တနေ့မအလားကျဲလိုက်တဲ့ဘုံဆိုရင်အခါအရာနဲ့အထောင်နဲ့ချီပြီးတော့သူကျဲတာဘယ်မျိုးတိမ်တိုက်ပွဲမဆိုမအလားအားရပါရနဲ့ကျဲတာကျဲလိုက်တဲ့နတ်တီပေါင်းများစွာပေါင်900ပေါင်1000ဘုံပေါင်1000ဘုံတွေပေါင်းများစွာမြုပ်ဒီအလုံးအတန်းနဲ့ပေါင်းများစွာမင်းအောင်လိုက်ဘက်မှာငွေတွေတော့ရတယ်တို့စိတ်တွေဟာပြည်သူလူထုရဲ့ဘန်ဒါငွေတော့မှမရအမကအကောက်ခွန်တော့မှမက
နော်ဒီကရင်ဒီကြားဖြတ်ကန်ဆိုရင်မအားလာရလိုက်တာလဲအများကြီးပဲအဲ့ဒီကြားဖြတ်ကန်ဆိုရင်မအားလာရတဲ့ငွေရတနေ့ဆိုရင်လင်းပြန်10လုံးလားမလားဝယ်လို့ရတယ်မင်းအောင်လိုက်လင်းပြန်ဝယ်ပြီးတော့ငါတို့ဟိုဗာလဲတသက်လုံးကျဲတတ်လို့ရတယ်ကွာဒီကြားဖြတ်ကန်နဲ့ပတ်သက်တာကြားဖြတ်ကန်နေတော့သွားထိလို့ရတယ်ဘယ်သူမှနေတော့ကိုဖိအားပေးတာမရှိဘူး KNU တို့နော်နေတော့ကျဲလို့ရတယ် PDF တွေ PDF တွေတို့ဘာတွေကြောက်နေရတယ်တို့ဘာတွေကြောက်နေတာလဲငါပြောမယ်နေတော့ပြောတော့တိုင်းပြည်အတွက်ဆိုတော့သေပေးလို့ရတယ်ဟုတ်လူမျိုးအတွက်ဆိုတော့သေပေးလို့ရတယ်ဟုတ်ပြည်သူလူထုအတွက်နေတော့သေပေးလို့ရတယ်ဟုတ်နေတော့သေပေးလို့ရဲလို့စရင်ဒီညံသူရဲ့စီးပွားရေးကိုနေတော့ဖြက်စီလိုက်ပေါ့ဖြက်စီလိုက်လို့ခွေးမသားအဖိုးကြီးနေတော့နေတော့ပဲဖက်ဖက်နေတော့ပဲတတာပါပဲတော့သေလို့ရတယ်လေဟုတ်လားဖြက်စီလိုက်ပေါ့ချိန်ချောက်လိုက်ပေါ့မချိန်ချောက်ဘူးအခုဆိုရင်လေမောင်ချစ်သူတို့ဒီကြားဖြတ်ကိုင်းတိုက်ဗလဲဟိုဗလဲဒီတိုက်ပုတ်တွေပြန်ပြီးတော့စောက်တယ်ဘယ်နေရာကရင်စစ်သားတွေအားလုံးသိတယ်ကရင်လူမျိုးအားလုံးသိတယ်ဒီမျိုးပဲထားတယ်ငွေလိန်လို့ရအောင်တကဘာလုံးရငွေတောင်ကောက်ဘူးအခုမြန်မာပြည်သူသားတွေရငွေပါဟိုကေပေးတော့ပါပေးတော့အကောင်လုံးလူလိန်လူညာတွေလိုက်ပြီးတော့လိန်စားတာဖုံးဆက်ပြီးတော့အမျိုးမျိုးပြောပြီးတော့လိန်တာနော်အမျိုးမျိုးပြောပြီးတော့လိန်တာနော်ကဘာတော့မကောက်ဘူးမြန်မာပြည်သားတွေအကောင်လုံးမဲ့ဒီကေပေးတော့ဝဲပေးတော့ကံမောစားဘန်တော့အကောင်လုံးလိန်ခံရတာတနေ့ဆိုရင်နော်အဲ့ဒီတို့ရဲ့လိန်ကြီးကအထောင်တောင်းလိုက်စီးတယ်အထောင်လောက်စီးတယ်စင်အထောင်တောင်းလိုက်ဆိုတာဟိုလူပေါင်နဲ့တောင်းပြီးတော့လိန်စားလိုက်ဒီလူပေါင်နဲ့တော့အခုတော်လန်ရေးဆိုရင်ပုံပြီးတော့ဆိုတယ်တော်လန်ရေးထောက်ဖို့ပေါင်နေမှမို့ပေါင်နေဟိုပေါင်နေဒီပေါင်နေဆိုရင်တောင်းပြီးတော့လိုက်တော့အလူခံတာလိုက်တော့လိန်စားတာအဲ့ဒါဘယ်လောက်ဆိုးလာလဲဆိုတာဟမ်တိုင်းပြည်အတွက်သေပေးမယ်တိုင်းပြည်အတွက်ဆိုရင်သေပေးလို့ရတယ်လူမျိုးအတွက်ဆိုရင်သေပေးလို့ရတယ်အော်နေတဲ့ခွေးမသားအဖွဲ့တွေမအေလို့အဖွဲ့တွေအပေါင်းများစွာအရေးကြီးလာတဲ့အချိန်မှာ KNU အဖိုးကြီးကိုပြန်တော့ကြောက်တယ်အထက်ကအမိတ်ကိုပြန်တော့ကြောက်နေရတယ်အဲ့ဒါမအားလားစစ်ခွေးနဲ့ဘာကွာလို့တော့မအားလားစစ်ခွေးနဲ့ဘာကွာလို့တော့တီးသူတွေမင်းတို့ကိုနက်နက်တီးတွေထောက်ပံ့တာငရုတ်တီးတွေထောက်ပံ့တာ drone တွေထောက်ပံ့တာအဲ့ဒီမကောင်းဆိုးဝါးတွေကိုမအားလားစီးပွားရေးတွေကိုမအားလားအသက်စီအောင်မအားလားအင်အားကြီးအောင်လုပ်နေတဲ့အဲ့ဒီစီးပွားရေးတွေအားလုံးမင်းတို့ကိုသွားပြီးတော့ကျဲခိုင်းလို့လေမင်းတို့ကိုကျဲခိုင်းတာမင်းတို့ဖြတ်စီရမှာလေမင်းတို့မဖြတ်စီလို့ရှိရင်ရန်သူကအင်အားကြီးလို့ရှိရင်ရန်သူအသက်စင်မှာပဲမင်းတို့မဖြတ်စီဘူးပြည်သူစီမှာကြတော့မင်းတို့အာရပါရထိုင်ပြီးတော့အလူခံတယ်မင်းတို့အာရပါရအပြောတွေကောင်းပြီးတော့စကလုံးကြီးစကလုံးကျဲနော်မင်းတို့အကူကြီးတောင်းတယ်ဒါပေမဲ့မင်းတို့ရလာတဲ့အဲ့ဒီလက်နဲ့ခရမ်းတွေကြတော့မင်းတို့အလောက်ကိုတိရောက်လိုက်တယ်လို့မလုပ်ဘူးဘာမဆို KNU အဖိုးကြီးကမပေးတိုက်ဘူးမပေးလောက်ဘူးနောက်ဆောက်ခန့်တယ်ဟိုကနောက်ဆောက်ခန့်တယ်အဲ့ဒါမင်းတို့လည်းမစစ်ခွေးတွေမအလားကိုကြောက်တယ်လို့မင်းတို့လည်း KNU ကိုကြောက်တာပဲမင်းတို့ KNU ဒါကောင်းတာပေးလောက်လို့စင်မင်းတို့လောက်ဒါပေမဲ့မကောင်းတာလောက်လို့စင်မင်းတို့နားထောင်เสียလားလက်အောင်ငယ်သားတွေဟုတ်လားနေတော့ကင်တဲ့လက်နဲ့အဖိုးကြီးနေတော့ထောက်ပံ့ပေးတာမဟုတ်ဘူးပြည်သူတွေနေတော့ထောက်ပံ့ပေးတာနေတော့စုထားတဲ့နက်နက်တီတွေငရုတ်တီတွေဒီ drone တွေအားလုံးပြည်သူတွေထောက်ပံ့ပေးတာမအေးလို့အဖိုးကြီး KNU တွေတော့ဝယ်ပေးတာမဟုတ်ဘူးဒါပေမဲ့နေတော့ကျဲလိုက်လို့အဖိုးကြီးကနေတော့အေးယူမယ်နေတော့ထောင်ချမယ်နေတော့ပေတံပေးမယ်ဆိုရင်နေတော့ကြောက်เสียလားပြောလဲလေးကောင်းတယ်နော်စတိုင်ထောက်မယ်ဆိုရင်စေးဆုံးမှာတပ်ပုံရိုက်မယ်ဆိုရင်စေးဆုံးမှာအလူခံမယ်ဆိုရင်စေးဆုံးမှာဟုတ်လားအပြောကောင်းတယ်ဆိုရင်စေးဆုံးမှာအလောက်ကတော့စပ်ပါပဲလောက်ရတော့စပ်ပါပဲနော်ကရင်ပြည်နယ်ကလူရောက်မှာအဖွဲ့အစည်းတွေအောက်တန်းစားမအေလို့ခွေးမရောက်လိုက်တောက်တိုင်အဖွဲ့အစည်းတွေတောင်းကြမ်းတိုင်းနော်ဒီမကောင်းဆိုးဝါးတွေဒီတရားမဝင်တဲ့အရာတွေဆက်လောက်တိုင်းမှာဒီကရင်ပြည်နယ်မှာငါတို့ပြည်သူကိုကာကွယ်ပါတယ်ငါတို့ကရင်ပြည်နယ်ကိုကာကွယ်ပါတယ်ငါတို့တော်လိုင်းလုပ်နေပါတယ်ပြောနေတဲ့အဖွဲ့အစည်းအားလုံးငါယုံတာငါပို့ပြီးတော့ယုံတာမင်းတို့စောက်တောင်မကြလို့ခွေးမသားမချစ်သူနဲ့မရောက်လိုက်ဗျာပို့ပြီးတော့တောင်းကြမ်းတာဒီကြားဖြတ်ကန်ဆိုရင်အပူနဲ့နော်မင်းတို့လက်နဲ့ကန်ပြီးတော့မင်းတို့စိုက်ပြီးတော့မင်းတို့လက်နဲ့ကန်ပြီးတော့မင်းတို့လက်နဲ့ကန်တဲ့အလုပ်မလုပ်ဘူးစစ်တိုက်စစ်တလို့မင်းတို့အမစစ်နဲ့တူအောင်မင်းတို့မတိုက်လို့စီအဲ့ဒီကြားဖြတ်ကန်မင်းတို့ရဲ့ခေါင်းပေါ်မှာလာပြီးတော့စောက်မှာကြားဖြတ်ကန်တွေရဲ့တိုက်ပုတွေကမကြခင်မင်းတို့ရဲ့ခေါင်းပေါ်လာပြီးတော့စောက်မှာပြောရမယ်ဆိုရင်လေကုန်တယ်ကွာအဲ့ဒီကရင်ပြည်နယ်ကအဖွဲ့အစည်းတွေအားလုံးလဲဒီကြားဖြတ်ကန်တဲ့အကလုံးဖင်လို့ပေးခံနေဖြစ်ကုန်ပြီနောက်ဆုံးတော့ပြည်သူကိုမကာကွယ်ပဲနဲ့ကြားဖြတ်ကန်ပြီးတော့ကာကွယ်ပေးတယ်ဒါပဲမင်းတို့ရဲ့ကရင်ပြည်နယ်ကပြောထားမယ်တို့နော်အဲ့ဒါလည်းဖြစ်တာတာပြီလေနော်ကရင်ပြည်နယ်က PDF 50 ရာခိုင်နှုန်းတော့မစစ်မတိုက်ပဲနဲ့မောင်ချစ်သူနဲ့ပူပေါင်းတဲ့ဒီကြားဖြတ်ကန်ကာကွယ်တာအဲ့ဒါကိုစိတ်မမရှိတဲ့တချို့ပြည်သူတွေပြည်သူငါတို့ကမအလားကိုတော်လိုင်းပါတယ်ငါတို့ကတိုင်းနိုင်ငံရေးတော်လိုင်းရေးလုပ်နေပါတယ်ဒါပေမဲ့ရတဲ့ငွေကိုဒီကြားဖြတ်ကန်ကိုကာကွယ်ပေးတဲ့ခွေးမသားတွေကိုပြန်တော့ထောက်ပံ့ပေးတယ်ငါဆွဲဆိုရင်အခုတတင်းပေါ်လာတယ်နော်ပတ်စံရပြီဆိုရင်မဲဆောက်မှာသွားပြီးတော့စားတော့ဆိုင်မှာသွားနော်သွားပျော်လိုက်တော့တောက်လိုက်သွားပြီးတော့ပတ်စံဖြုံလိုက်ပြီးတော့ပြန်လာပြီးတော့ online လွှင့်တယ် social media ပေါ်မှာအမြဲတမ်းတက်တယ်ပုံတွေနဲ့တညတိုင်းတင်တယ်လူတွေနားထောင်ကောင်းနိုင်ငံရေးသမားတော်လိုင်းသမားနားထောင်ကောင်းတဲ့ဗာလဲဗီဒီယိုတိုလေးတယ်ခဏတင်ပေးတယ်လိုင်းလင်းတဲ့အချိန်ဆိုရင်တော်ထဲမှာနော်လိုင်းမလွှင့်တဲ့အချိန်ဆိုရင်ဟိုမဲဆောက်မှာရောက်ပြီးဘန်ကောက်မှာရောက်ပြီးအေးစေပဲဟိုစားတော့ဆိုင်မှာဖြုံလိုက်တုံလိုက်တောက်လိုက်အဲ့ဒါကရင်ပြည်နယ်က PDF တွေအများအပြည့်လိုဖြစ်နေတာ
နော်ပြီးတော့လေကရင်ပြည်နယ်ကထောက်ဖို့များအဖြစ်လေအဲ့ဒီနေဆာမှာစီးတဲ့ကောင်တွေကတိုက်ပုတ်တွေအိမ်တွေပါတွေနှစ်ထပ်တိုက်သုံးထပ်တိုက်သူတို့ကိုပိုင်ဆိုင်တွေသူတို့ကိုပိုင်ကားတွေဆိုင်တွေစီကောင်ပြီးလာတော့အစင်စပတ်တပြားနဲ့လီတချောင်းပဲစီးတာအဲ့ဒါဘသူကစောက်တော့မတတော့ဘူးပြောမလားလူရောက်မှာတာလူရောက်မှာဆိုတာလူရောက်မှာအလောက်သွားမှာပဲလူလိန်လူညာတခိုးတွေဆိုရင်သူတို့အလောက်သွားမှာပဲကလင်ကကြတဲ့သူကဆက်ပြီးတော့ကလင်ကကြမှာပဲဒါပေမဲ့ကိုဘက်ကကိုရပြည်သူရတောင်းလို့စင်ကိုခံရမှာနော်ပြည်သူတွေမတုံးနဲ့မအားနဲ့တောင်းလန်ရက်၄နှစ်၅နှစ်စီးပြီးဘသူကလောက်စားလဲဘသူကတကယ်လောက်လဲဘသူကတကယ်မလောက်လဲဘယ်နယ်ကတကယ်တိုက်လဲမတိုက်လဲဆိုတာကိုတေချာလစ်လာပြီးတော့ပြသလို့ရပြီ။အော်ကရင်ပြည်နယ်ကတော်လာရေးအဖွဲ့အစည်းရှိတယ်လေတော်လာရေးလောက်နေတယ်လေတော်လာရေးလောက်တာဘယ်လောက်ထိရောက်လဲတော်လာရေးလောက်တာစစ်ခွေဘယ်လောက်မြင့်ဖြတ်လဲတော်လာရေးလောက်တာမြို့ပဲနှလုံးသိမ်းလဲတော်လာရေးလောက်တာမအားလားစီးပွားရေးကိုတို့ပါတယ်ဖြက်စီလိုက်လေဒီကရင်ပြည်နယ်မှာမကရင်ပြည်နယ်မှာမအားလားငွေအရဆောင်ကကြားဖြတ်ကိုင်းမင်းတို့နေ့တိုင်းရက်တော့ကျဲလို့ရတယ်တရားမဝင်ဘူးမင်းတို့မှမကျဲတာမင်းတို့စစ်တိုက်ပြတာတခုပဲမအားလားစစ်ခွေကိုမင်းတို့ပြစ်သားပြလိုက်မင်းလိုက်စစ်ခွေလဲမင်းတို့ရဲ့ PDF ကိုပြစ်သားပြလိုက်မအားလားလဲဘုံကျဲပြလိုက်အဲ့ဒါနဲ့ပဲအတိကအချက်ချကြတဲ့အရာမျိုးတော့မလုပ်ဘူးနော်အခုဒီကြားဖြတ်ကန်နေကြီးထွားလာတာနေရာတိုင်းမှာစီလာတာအခုမြန်မာတနိုင်ငံလုံးအရင်တော့ဆိုရင်ကရင်ပြည်နယ်ပဲအခုမြန်မာတနိုင်ငံလုံးစီလာတာမင်းတို့မပြတ်တာတဲ့အတွက်ကြောင့်အစတုန်းကကြားဖြတ်ကန်ဆိုတာကရင်ပြည်နယ်မှာပဲကရင်လက်နက်ကန်တွေထိထိရောက်နဲ့အရေးယူလို့ဆိုရင်အဲ့လောက်မဖွာဘူးပြန်ပြီးတော့ဖင်လို့ဖေခံလောက်နေတယ်တူမြဝေမြစားတယ်ခိုးစားတူခိုးစားတယ်တူတမြတိုက်တယ်တူရောက်มาတယ်ဆိုတော့ဖွာတာပေါ့နော်အဲ့လိုမျိုးလူရောက်မှာများတဲ့နေရာဒေသနယ်တွေထဲမှာအဲ့ဒီနယ်ထဲမှာစီးတဲ့ကရင်လူမျိုးတွေလည်းထပြီးတော့ကိုယ့်ရဲ့ပြည်နယ်ကိုကာကွယ်ပါထိုင်မကျင်းနဲ့နော်ဒီလူရောက်မှာကိုမြစ်ဖြတ်ပေးတဲ့တော်လန်ရဲ့ဖွဲ့စည်းကိုထောက်ပံ့ပါလူမျိုးမဆွဲတရားနေရာဒေသမဆွဲနဲ့ပေါက်ကိုလည်းမဆွဲနဲ့ဒီပေါက်ကိုဒီဖွဲ့စည်းစောက်တော့မတတ်လို့ရှိရင်ထောက်ပံ့ပေးစရာမလိုဘူးအချိန်ကုန်တယ်နော်တော်လန်ရဲ့ကြာလာလို့ရှိရင်တော်လန်ရဲ့ဒီလိုမျိုးပဲကြာတယ်လူတွေကမသိဘူးဆိုရင်မလာဘုံမကျဲဘူးဆိုရင်တမျိုးအခုတော်လန်ရဲ့ကြာတယ်မအလားဘက်ကပက်စုပက်ဆက်နေတိုင်းညတိုင်းလာတိုင်းကျဲတယ်ဆိုတော့နော်ဒီထက်ကြာလို့ရှိရင်အကောင်လုံးသေကုန်မှာအကောင်လုံးသေကုန်မှာအကောင်လုံးမသေချင်ဘူးကိုယ့်အိမ်မထိချင်ဘူးကိုယ့်မိသားစုမထိချင်ဘူးကိုယ့်အနာကခွေးတွေမဖြစ်ချင်ဘူးဆိုရင်သူများတွေလောက်တဲ့အချိန်မှာပါဝင်ပါပြည်သူတယောက်ကြည်တတောက်54တန်းပြည်သူတယောက်ကြည်တတောက်ထက်နနတ်ဒီနိုင်လို့ရှိရင်နနတ်ဒီတလုံးထက်ငါပြောဘူးနိုင်လို့ရှိရင်ငါပြောဘူးထက် drone ကူညီလို့ရှိရင် drone ထက်လက်နဲ့တလက်ထောက်ပံ့ရလို့ရှိရင်လက်နဲ့တလက်ထောက်ပံ့အားလုံးထပ်ပြီးတော့ဒီခွေးမျိုးတွေကိုမြစ်ဖြတ်တိုင်းရင်းသားလက်နက်ကန်စောက်တော့မတလို့ရှိရင်တိုင်းရင်းသားလက်နက်ကန်ကိုထောက်ပံ့ပေးစရာမလိုဘူးကူညီပေးစရာမလိုဘူးအားလုံးပြောတာမဟုတ်ဘူးနော်ကောင်းတဲ့အဖွဲ့အစည်းထောက်ပံ့ပါမကောင်းတဲ့အဖွဲ့အစည်းမလာနဲ့ဖေလို့ပြခံတဲ့အဖွဲ့အစည်းအပြောတယ်လို့ဗလဲအပြောနဲ့အလုံးမကိုက်ညီတဲ့အဖွဲ့အစည်းကိုမထောက်ပံ့နဲ့နော်ပြောရမယ်ဆိုရင်လေတိုင်းရင်းသားလက်နက်ကန်ထဲမှာအစိုးဆုံးကတော့ကရင်လက်နက်ကန်အစိုးဆုံးပဲအစိုးဆုံးပဲကလင်ကကြစ်ဆုံးအလဲဆုံးအလိန်တော်ဆုံးငွေအမဲမောဆုံးမအားလားနဲ့ဖင်လို့ပြခံတာရန်သူနဲ့ဖင်လို့ပြခံတာလည်းအတော်ဆုံးပဲအဲ့ဒါတိုင်းရင်းသားလက်နက်ကန်အားလုံးထဲမှာနော်တခြားတိုင်းရင်းသားလက်နက်ကန်သူတို့တော့မစိုးဘူးတစ္ဆာဖောင်းရင်ဖောင်းမယ်မအားလားနဲ့ဖင်ခံမယ်ဒါပေမဲ့သူတို့တော့မစိုးဘူးတခြားတိုင်းရင်းသားလက်နက်ကန်ကရောက်มาလို့စရင်ပြပြသားရောက်มาတယ်ရောက်ပြပြသားရောက်มาတယ်နော်ဘယ်လိုမျိုးပြသားရောက်มาဆိုငါတို့ကမင်းတို့တော်လိုင်းဘက်မှာမပါဘူးငါတို့ကမင်းတို့ပြည်သူဘက်မှာမပါဘူးငါတို့ကမင်းကလည်းကြတည်မယ်ကွာအဲ့လိုမျိုးပြောတဲ့အချိန်မှာစင်းရောပြည်သူလည်းတို့မထောက်ပံ့ဘူးလေအခုကကရင်ပြည်နယ်အဖွဲ့စီပေါင်းများဆိုတာနေသားများအဖွဲ့ကအစငါတို့ပြည်သူဘက်မှာရတည်ပါတယ်နော်ငါတို့တော်လိုင်းရေးကိုလောက်ပါတယ်ပြောပြီးတော့ပြန်တော့ခိုးစားတယ်ပြန်တော့လိန်စားတယ်နော်ကလိန်ကကြည့်တယ်ပြောတယ်လို့လည်းမလုပ်ဘူးပြီးတော့ရန်သူနဲ့လည်းအပေးယူလုပ်တယ်နေသားများဆိုရင် BGN နဲ့ဖင်လို့ပြခံလုပ်တယ် KNU ဆိုရင်လည်းမပြောနဲ့ KNU ခေါင်းဆောင်ဆိုရင်အကောင့်တယောက်နေလောက်ပဲစီးမယ်မဟုတ်ပြောမယ်နော်ကျန်တဲ့ကောင်တွေအားလုံးကခွေးဖြစ်နေတာနော်ခွေးထိုက်ဆိုးနေတာခွေးထိုက်ရောက်မှနေတာတစ္ဆာဖောက်တာလည်းကြာပြီနော်စစ်မတိုက်ပဲနဲ့ငါတို့စစ်တိုက်မယ်ပြည်သူဘက်မှာမပါပဲနဲ့ငါတို့ပါမနဲ့ NUG နဲ့တကယ်လည်းမတော်တဲ့ငါတို့က NUG နဲ့ပူပေါင်းပါတယ်အဲ့လိုမျိုးလုပ်ပြီးတော့မအလားကိုတကယ်မတိုက်ဘူးတကယ်တိုက်နေတဲ့ကလေးတွေကိုလည်းသူတို့ထိုးကျွေးလိုက်တယ်တကယ်တိုက်နေတဲ့ PDF ကိုလည်းထိုးကျွေးတယ်အစဖြောက်တယ်အဲ့ဒါမှမပြောတယ်တိုင်းရင်းသားလက်နက်ကန်အားလုံးမှာကရင်လက်နက်ကန်ဆိုတာအဆိုးဆုံးပဲနော်စစ်မတိုက်ပဲနဲ့ငါတို့တိုက်ပါတယ်အဲ့ဒါဘယ်လိုမျိုးဆိုလဲဆိုတော့မအလားနဲ့ဖင်လို့ပြခံလောက်တယ်စစ်မတိုက်ပဲနဲ့ပြည်သူလူထုတွေလူအောင်ပြည်သူလူထုရဲ့ရန်ပုံငွေတွေသူတို့စီမှာသွားအောင်တကယ်တိုက်တဲ့နေရာမှာအင်အားတွေနဲလာအောင်ငွေတွေမရအောင်သူတို့လောက်တာအဲ့ဒါဆိုးတယ်တချို့တိုင်းရင်းသားလက်နက်ကန်တွေကငါတို့ကမအလားနဲ့ပူပေါင်းပြီးဆိုရင်သူတို့စာတွေတင်ပြီးငါတို့ကမအလားနဲ့ပူပေါင်းပြီးနော်ငါတို့တွေကပြည်သူဘက်မှာမပါဘူးနော်မလာနဲ့ပေါင်းပြီးတော့ကွာဟိုနေရာစစ်တောင်းထိုးတဲ့နေရာအဲ့ဒါပြတ်သားတယ်အဲ့ကြောင့်တို့လူမျိုးတွေလည်းတိလို့စိရင်လည်းထောက်မှတ်ပေးစရာမလိုတို့တွေကမလာခွေဖြစ်သွားပြီလေအခု KNU ဆိုရင် KNU လောက်စစ်တိုက်မယ်ပြောတာ KNU ပဲစီးတာ KNU လောက်မလာကိုအမြင့်ဖြတ်မယ်ဆိုတာ KNU ပဲစီးတာ